မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆ iam မဆောင်းတင်းစုလွင်ယဉ်ကျေးမှုရဲ့မြတ်သောဆောင်းပညာအလူ48ကြိမ်မြောက်ကန်ထူးရှင်မောင်ဟင်းတေစာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီနေ့မှာမြို့မဥယျာဉ်လေးရေးသားထားတဲ့မြူမောင်ဝေကင်းခေါ်အေးတဲ့ရေဆိုတဲ့သချင်းကိုစူးစမ်းပြီးဆိုတီးခတ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ